မင်္ဂလာပါရှင်ဒီနေ့မှာတော့ကမ္ဘာတဝန်းမှာလူပေါင်းတန်းချီပြီးသူတို့ရဲ့ဘဝအမြင်တွေကိုပြောင်းလဲပြစ်နိုင်ခဲ့တဲ့စာအုပ်ကောင်းလေးတစ်အုပ်အကြောင်းပြောပြပေးရှင်ပါတယ်အဲ့ဒါကတော့ Sponsor Johnson ရေးသားထားတဲ့ Who Moved My Cheese သို့မဟုတ်ငါရဲ့ဒင်ကဲကိုဘယ်သူရွှေ့လိုက်တာလဲဆိုတဲ့စာအုပ်လေးပါပဲတငယ်ချင်းတို့ရောဘဝမှာတစ်ခါတလေကိုယ်အစဉ်ပြေနေတဲ့အရာတစ်ခုခုဥပမာအလုပ်အကိုင်းအချီရေးဒါမှမဟုတ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေရုတ်တရက်ပြောင်းလဲသွားတဲ့အခါစိတ်တက်ကြပြီးဘာလို့ရမှန်းမသိဖြစ်ဘူးလားအပြောင်းလဲဆိုတာကြောက်စရာကြီးလို့ခံစားဘူးလားဒီစာအုပ်လေးကအဲ့ဒီလိုအခြေအနေမျိုးမှာတငယ်ချင်းတို့အတွက်အကောင်းဆုံးလမ်းပြမိအိမ်လေးဖြစ်လာမှာပါဒီနေ့ဒီဗီဒီယိုလေးထဲမှာစာအုပ်ပါဇာတ်လမ်းလေးတွေနဲ့အတူဘဝရဲ့အပြောင်းလဲတွေကိုဘယ်လိုရဲရဲရင့်ရင့်ဝင်ရင်ဆိုင်မလဲဒီနေ့ဒီဗီဒီယိုလေးထဲမှာစာအုပ်ပါဇာတ်လမ်းလေးတွေနဲ့အတူဘဝရဲ့အပြောင်းလဲတွေကိုဘယ်လိုရဲရဲရင့်ရင့်ရင်ဆိုင်မလဲအခက်အခဲတွေကြားကနေအခွင့်အရေးတစ်တွေကိုဘယ်လိုရှာဖွေမလဲဆိုတာကိုအမတယောက်ကညီမလေးတယောက်ကိုပြောပြသလိုမျိုးအသေးစိတ်ဆွေးနွေးပေးသွားမှာမို့လို့အဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဗီဒီယိုလေးမစခင်မှာအခုလိုဘဝအတွက်ခွန်အားဖြစ်စေမယ့် content တွေအမြဲတမ်းနားဆင်နိုင်ဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်အပြောင်းလဲကိုရင်ဆိုင်ဖို့အသင့်ဖြစ်ပြီဆိုရင်တော့ comment မှာ new cheese လို့ရေးပေးခဲ့ပါအောင်ရှင်ကဲကျမတို့ရဲ့ဇာတ်လမ်းလေးကိုစလိုက်ရအောင်ဒီစာအုပ်လေးထဲမှာဇက်ကောင်လေးကောင်ရှိပါတယ်ကြွက်ကလေးနှစ်ကောင်ဖြစ်တဲ့နှာခေါင်းပွပွလေးနဲ့ sniffချီမြန်နဲ့ scary နဲ့နောက်ပြီးလူပူလေးနှစ်ယောက်ဖြစ်တဲ့ညီတွားတတ်တဲ့သူ ham တွေ့ဝေတတ်တဲ့သူ hall တို့ပဲဖြစ်ပါတယ်သူတို့လေးယောက်လုံးဟာနေ့တိုင်းဝင်ကဘာကြီးထဲမှာသူတို့အတွက်အသက်တမျှအရေးကြီးတဲ့ဒိန်ခဲတွေကိုလိုက်ရှာကြပါတယ်ဒီနေရာမှာဒိန်ခဲဆိုတာကျမတို့ဘဝမှာလိုချင်တဲ့အရာတွေကိုကူစားပြူတာပါအလုပ်အကိုင်းငွေကြေးချစ်သူဒါမှမဟုတ်စိတ်ချမ်းသာမှုစတာတွေပဲဖြစ်ပါတယ်ဝင်ကဘာဆိုတာကတော့ကျမတို့လိုချင်တာတွေကိုရှာဖွေနေရတဲ့လူလောကကြီးဒါမှမဟုတ်ကျမတို့ရဲ့လုပ်ငန်းခွင်ကိုဆိုလိုတာပါကြွက်ကလေးတွေကတော့ရိုးရိုးလေးတွေးတတ်ကြပါတယ်သူတို့ကအခြေအနေတွေကိုအများကြီးခွဲခြမ်းစိတ်ဖြာမနေဘူးသူတို့ရဲ့အာယုံခံစားမှုနဲ့လက်တွေ့လှုပ်ဆောင်မှုကိုပဲအသုံးချတယ်လူပူလေးနှစ်ယောက်ကတော့သူတို့ရဲ့အုံနောက်ကိုအသုံးချပြီးပိုကောင်းတဲ့ဒင်ငယ်တွေကိုရှာနိုင်ပေမဲ့သူတို့မှာခံစားချက်တွေနဲ့ရှုပ်ထွေးတဲ့အတွေ့အကြုံတွေရှိနေကြပါတယ်။အဲ့ဒီအတွေ့အကြုံတွေကပဲသူတို့ကိုဘလို့ဒုက္ခပေးမလဲဆိုတာစက်ကြည့်ကြရအောင်နော်။တနေ့မှာတော့သူတို့၄ယောက်စလုံးဟာဒင်ငယ်တွေအများကြီးရှိတဲ့ဒင်ငယ်စခန်းစီကိုရှာတွေ့သွားကြပါတယ်။အဲ့ဒီမှာဒင်ငယ်တွေကတောင်ပုံရာပုံပါပဲ။လူပူလေးနှစ်ယောက်ဖြစ်တဲ့ ham နဲ့ hall ကတော့အယမ်းပျော်သွားပြီးငါတို့တော့တစ်သက်လုံးစားလို့ကုန်မှာမဟုတ်တော့ဘူးဆိုပြီးအခြေချနေထိုင်လိုက်ကြပါတယ်။သူတို့ကသူတို့ရဲ့ဖက်နှက်တွေကိုချွတ်ထားလိုက်ပြီးဒါဟာသူတို့ရဲ့ထာဝရပိုင်ဆိုင်မှုကြီးလို့ယူဆလိုက်ကြပါတယ်။ဒါပေမဲ့ကြွက်ကလေးတွေဖြစ်တဲ့ sniff နဲ့ scary ကတော့လူပူလေးတွေလို့မဟုတ်ပါဘူး။သူတို့ကဒိန်ခဲတွေကိုစားနေရင်းနဲ့တောင်ဖက်နှက်တွေကိုလယ်ဘေးမှာအသင့်ဆွဲထားကြပါတယ်။ပြီးတော့နေ့တိုင်းဒိန်ခဲတွေရဲ့အခြေအနေကိုစစ်ဆေးပါတယ်။ဒိန်ခဲတွေနှဲသွားပြီလားပုတ်ကုန်ပြီလားဆိုတာကိုသူတို့ရဲ့နှာခေါင်းလေးတွေနဲ့အမြဲတမ်းနမ်းကြည့်နေကြပါတယ်။ဒါဟာကျမတို့ဘဝအတွက်အရန်ကောင်းတဲ့သင်ခန်းစာပါပဲ။ကျမတို့ဟာတခုခုအဆင်ပြေသွားပြီဆိုရင် comfort zone ထဲမှာတာယာသွားတတ်ကြပါတယ်။အခြေအနေတွေကအမြဲတမ်းပြောင်းလဲနေနိုင်နေဆိုတာကိုမေ့သွားကြတယ်။တငယ်ချင်းတို့ရောအခုအဆင်ပြေနေတဲ့အခြေအနေတစ်ခုမှာတာယာပြီးဒိန်ခဲတွေကုန်သွားနိုင်တယ်ဆိုတာကိုမေ့နေပြီလားဆိုတာပြန်စဉ်းစားကြည့်ရအောင်နော်။တနေ့မှာတော့လူတိုင်းကြောက်တဲ့အဖြစ်အပျက်ကြီးတစ်ခုဖြစ်လာပါတယ်။အဲ့ဒါကတော့ဒိန်ခဲစကန်စီကဒိန်ခဲတွေအကုန်လုံးကုန်သွားတာပါပဲ။ Jackie Sniff နဲ့ Scary ကတော့ဒိန်ခဲတွေကုန်သွားတာကိုတွေ့တဲ့အခါအံ့ဩမနေတော့ပါဘူး။ဘာလို့လဲဆိုတော့သူတို့ကဒိန်ခဲတွေနဲလာတာကိုနေ့တိုင်းသတိထားမိနေလို့ပါပဲ။သူတို့ကအချိန်မဆွဲပဲချက်ချင်းနောက်ထပ်ဒိန်ခဲအသစ်တွေရှာဖို့ဝင်ကဘာထဲကိုပြန်ထွက်သွားကြပါတယ်။ဒါပေမဲ့လူပူလေး ham နဲ့ hall ကတော့ဒိန်ခဲတွေမရှိတော့တာကိုတွေ့တဲ့အခါအယမ်းတုန်လှုပ်သွားကြတယ်။ ham ကဘယ်သူငါဒိန်ခဲတွေကိုရွှေ့လိုက်တာလဲလို့အော်ဟစ်ပြီးဒေါသထွက်နေပါတယ်။သူတို့ကအမှန်တရားကိုလက်မခံနိုင်ကြပါဘူး။
အခြေအနေကြီးကပြောင်းလဲသွားပြီဆိုတာကိုလက်မခံပဲမတရားဘူးလို့အော်နေကြတာပါပဲသူတို့ကအဲ့ဒီနေရာဟောင်းကြီးမှာထိုင်ဆောင်နေကြပြီးဒိန်ခဲတွေအလိုလျောက်ပြန်လာမှာကိုမျှော်လင့်နေကြပါတယ်ဒါဟာကျမတို့လူသားတွေရဲ့သဘာဝပါပဲအပြောင်းလဲဖြစ်လာရင်ဒေါသထွက်တယ်တခြားသူကိုအပြစ်တင်နေပြီးတော့အခြေအနေအဟောင်းကြီးကိုပြန်ရလာဖို့ပဲဆူတောင်းနေတတ်ကြတယ်ဒါပေမဲ့လက်တွေ့မှာတော့ဒိန်ရဲတွေကပြန်ရောက်လာမှာမဟုတ်ပါဘူးအပြောင်းလဲကိုလက်မခံနိုင်လေကျမတို့ပို့ပြီးနာကျင်ရလေပါပဲတငယ်ချင်းတို့ရေရက်တော်ကြအောင်ဒိန်ရဲစကန်စီမှာထိုင်ဆောင်ရင်းနဲ့ဟောကတော့စဉ်းစားလာပါပြီငါတို့ဒီမှာထိုင်ဆောင်နေလို့တော့ဘာမှထူလာမှာမဟုတ်ဘူးဆိုတာကိုသူသိလာပါတယ်သူကဝင်ကဘာထဲကိုသွားပြီးဒိန်ခဲအသစ်ရှာဖို့ဟမ်ကိုခေါ်ပြီးမယ်ဟမ်ကတော့ကြောက်နေတော့မှာပဲဝင်ကဘာထဲမှာဘာတွေရှိမှန်းမသိဘူးငါတို့ဒုက္ခရောက်ကုန်မယ်ဆိုပြီးညင်နေပါတယ်ဟောကလည်းကြောက်တာပါပဲဒါပေမဲ့သူကကိုမေးခွန်းတစ်ခုမေးလိုက်တယ်ငါသာမကြောက်ဘူးဆိုရင်အခုဘာလုပ်မလဲတဲ့အဲ့ဒီမေးခွန်းကသူ့ကိုခွန်အားပေးလိုက်ပါတယ်သူကဝင်ကဘာထဲကိုတယောက်တည်းပြန်ထွက်လာခဲ့တယ်သူကလမ်းမှာကြုံတွေ့ရတဲ့သင်ခန်းစာတွေကိုနိုင်ရန်ပေါ်မှာရေးသားခဲ့ပါတယ်ပထမဆုံးရေးခဲ့တဲ့သင်ခန်းစာကတော့အပြောင်းလဲကိုအမြဲတမ်းမျှော်လင့်ထားပါဆိုတာပါပဲကျမတို့ဘဝမှာလည်းခြေလမ်းအသစ်စားဖို့ကြောက်နေတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီကြောက်စိတ်တွေကိုကျော်လွှားပြီးပထမဆုံးခြေလမ်းကိုလှမ်းလိုက်တဲ့စက္ကန့်မှာတင်စိတ်ကပေါ့ပါသွားတာကိုခံစားရမှာပါအပြောင်းလဲဆိုတာအဆုံးသတ်မဟုတ်ပါဘူးဘဝတစ်ခုစတင်မှုအတွက်အခွင့်အရေးတစ်ခုသာဖြစ်ပါတယ်ရှင်ဟောတယောက်ဝင်ကဘာထဲကိုတယောက်တည်းထွက်လာတဲ့အခါမှာသူ့ရဲ့စိတ်ထဲမှာစိုးရိမ်စိတ်တွေပြည့်နေတော့မှာပဲငါဒိန်ခဲအစ်ကိုရှာမတွေ့ရင်ဘယ်လိုလုပ်မလဲငါလမ်းပြောက်သွားရင်ရောဆိုတဲ့အတွေ့တွေကသူ့ကိုနှောက်ယှက်နေပါတယ်ဒါပေမဲ့သူကရှေ့ကိုဆက်လျှောက်ခဲ့ပါတယ်သူသတိထားမိတာတခုကတော့သူလှုပ်ရှားမှုစားလိုက်တဲ့အချိန်မှာပဲသူ့ရဲ့ကြောက်စိတ်တွေကတဖြည်းဖြည်းလျော့နေလာတာပါပဲသူကနေရန်ပေါ်မှာနောက်ထပ်သင်ခန်းစာတစ်ခုကိုရေးလိုက်ပါတယ်ကြောက်ရွံ့မှုတွေကိုကျော်လွှားပြီးလှုပ်ရှားလိုက်တဲ့အခါမင်းဟာလွတ်လပ်မှုကိုခံစားရလိမ့်မယ်တဲ့ဒါဟာကျမတို့ဘဝအတွက်အရေးမှန်ပါတယ်ကျမတို့ကအပြောင်းလဲကိုကြောက်ပြီးထိုင်နေသည်၍အဲ့ဒီကြောက်စိတ်ကပိုပြီးကြီးလာပါတယ်ဒါပေမဲ့လက်တွေ့ခြေလမ်းလှမ်းလိုက်တဲ့အခါမှာအဲ့ဒီကြောက်စိတ်ကတည်သွားပါတယ်ဟောကနောက်ထပ်နည်းလမ်းတစ်ခုကိုသုံးပါတယ်အဲ့ဒါကတော့ visualization ပါပဲသူကဒိန်ခဲအသစ်တွေကိုစားနေရတဲ့ပုံစံဒိန်ခဲရဲ့အရသာနဲ့အနံ့တွေကိုစိတ်ထဲမှာပြင်းပြင်းထန်ထန်ပုံဖော်ကြည့်ပါတယ်အဲ့ဒီလိုပုံဖော်လိုက်တဲ့အခါသူ့မှာအင်အားတွေပြန်ပြည့်လာပြီးရှေ့ဆက်ဖို့ခွန်အားတွေရလာတာပေါ့ဟောကဝင်ကဘာထဲမှာရှောက်သွားရင်းနဲ့ဒိန်ခဲစခန်းလေးတချို့ကိုတွေ့ပါတယ်ဒါပေမဲ့အဲ့ဒီမှာဒိန်ခဲအနှင်းငယ်ပဲကြံတော့တာပါအဲ့ဒီဒိန်ခဲလေးတွေကိုစားရင်းနဲ့သူကတစ်ခုကိုသတိထားမိသွားပါတယ်အဲ့ဒါကတော့ဒိန်ခဲတွေကဟောင်းလွှမ်းနေပြီဆိုတာပါပဲသူကကိုပြန်ဆန်းစစ်ပါတယ်ငါသာဒိန်ခဲစကန်စီမာကလေးကဒိန်ခဲတွေရဲ့အခြေအနေကိုတေချာစောင့်ကြည့်ခဲ့ရင်ဒိန်ခဲတွေကုန်တော့မယ်ဆိုတာကိုငါကြိုသိမှာပဲလို့သူတွေးမိပါတယ်သူကနေရန်ပေါ်မှာနောက်ထပ်စကားတစ်ခွန်းရေးလိုက်ပြန်ပါတယ်ဒိန်ခဲအဟောင်းကိုမကြာခဏနှမ်းကြည့်ပါဒါမှသာဒိန်ခဲတွေဘယ်အချိန်မှပုတ်တော့မလဲဆိုတာမင်းသိနိုင်ပါလိမ့်မယ်တဲ့ဒါကကျမတို့ကိုဘာတင်ပေးလဲဆိုတော့ကျမတို့ရဲ့ဘဝကျမတို့ရဲ့အလုပ်ကိုင်းဒါမှမဟုတ်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အပြောင်းလဲသေးလေးတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတယ်ဆိုတာပါပဲအပြောင်းလဲကြီးမဖြစ်လာခင်အချက်ပြမှုလေးတွေအမြဲရှိတတ်ပါတယ်အဲ့ဒီအချက်ပြမှုတွေကိုစောသိရင်ကျမတို့ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်ရှင်ဟောကရှေ့ဆက်ရှောင်ရင်းနဲ့နေခဲစကန်စီမှာကြံခဲ့တဲ့သူ့တငယ်ချင်းဟမ်ကိုသတိရလာပါတယ်။သူကဟမ်ကိုသွားခေါ်ခြင်းလို့လမ်းတစ်ဝက်ကနေပြန်လှည့်သွားပါတယ်။ဟမ်စီရောက်တဲ့အခါဟောကသူရှာတွေ့ထားတဲ့ဒင်ခဲတစ်လေးတွေကိုကျွေးပါတယ်။ဒါပေမဲ့ဟောကလက်မခံပါဘူး။ဟမ်ကငါကဒင်ခဲအစ်စ်ကိုမလိုချင်ဘူး။ငါရဲ့ဒင်ခဲအဟောင်းကိုပဲပြန်လိုချင်တယ်။ငါနဲ့မကိုက်တဲ့ဒင်ခဲဆိုရင်ငါမစားဘူးလို့ခေါင်းမနဲ့ပြောနေပါတယ်။အဲ့ဒီခါဟောကနားလဲသွားပါတယ်။လူတစ်ယောက်ဟာသူ့ရဲ့အယူအဆအဟောင်းလေးကိုမဆွတ်လွတ်နိုင်သေး၍သူဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးဆိုတာပါပဲ။ဟောကနေရန်ပေါ်မှာထက်ရေးပါတယ်။ယုံကြည်ချက်အဟောင်းတွေကမင်းကိုဒင်ခဲအစ်စ်စီပို့ပေးမှာမဟုတ်ဘူးတဲ့။တငယ်ချင်းတို့
ကျမတို့ဘဝမှာလည်းငါကတော့ဒီလိုပဲလုပ်တတ်တာငါနီလန်ကမှအမှန်ဆိုတဲ့အယူဆအဟောင်းတွေကိုစုပ်ကိုင်ထားတတ်ကြပါတယ်ဒါပေမဲ့ကဘာကြီးကပြောင်းလဲနေပါပြီအယူဆအဟောင်းတွေကိုမလွတ်ချနိုင်ရင်ကျမတို့ကဟန်းလိုပဲဒင်ကဲအဟောင်းကြီးကိုစောင့်ရင်းငှက်ပြတ်သွားနိုင်ပါတယ်ဟောဟာဟန်းကိုခေါ်လို့မရတော့တာနဲ့တယောက်တည်းရှေ့ဆွတ်ထွက်လာခဲ့ပါတယ်အခုဆိုရင်သူဟာဝင်ကဘာထဲမှာလမ်းပြောက်မှာကိုမကြောက်တော့ပါဘူးအပြောင်းလဲဆိုတာဘဝရဲ့အစိပ်ပိုင်းတစ်ခုပဲလို့သူလက်ခံလိုက်ပါပြီသူဟာဝင်ကဘာထဲမှာလွတ်လွတ်လပ်လပ်ပြေးသွားရင်စွန့်ရင်အစ်စ်တွေရလာခဲ့ပါတယ်နောက်ဆုံးမှာတော့သူမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာပါတယ်အဲ့ဒါကတော့Genghis Khan ကိုရှာတွေ့သွားတာပါပဲအဲ့ဒီမှာရှိတဲ့ဒင်ရဲတွေဟာGenghis Khanစီကဒင်ရဲတွေထက်ပိုများတယ်ပိုပြီးလက်ဆက်တယ်ပိုပြီးတော့လည်းရတာရှိပါတယ်အဲ့ဒီမှာသူ့တငယ်ချင်းကြွက်ကလေးနှစ်ကောင်ဖြစ်တဲ့ Sniff နဲ့ Scurry တို့ကိုလည်းပြန်တွေ့ပါတယ်သူတို့ကတော့ဘိုက်တွေကိုစီးကားလို့ဒင်ရဲအစ်စ်တွေကိုစားနေကြပြီပေါ့ဟောကတော့ဒင်ကဲတွေကိုအာရပါရစားရင်းနဲ့သူ့ရဲ့ခီးစဉ်တစ်ခုလုံးကိုပြန်တွေးကြည့်ပါတယ်။သူဘာကြောင့်အောင်မြင်ခဲ့တာလဲ။အဖြေကတော့သူဟာအပြောင်းလဲကိုလက်ခံလိုက်လို့ပါပဲ။သူကနေရန်ပေါ်မှာနောက်ဆုံးသင်ခန်းစာကိုရေးလိုက်ပါတယ်။အပြောင်းလဲနဲ့အတူလိုက်ပြောင်းပါ။ဒင်ကဲနီနဲ့အတူရွေ့လျားလိုက်ပါတဲ့။တငယ်ချင်းတို့ရင်Who Move My Chi ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။ဒါပေမဲ့ကျမတို့ဘဝအတွက်သင်ခန်းစာတွေကတော့အခုမှစတာပါ။ဇာတ်လမ်းတွေကဇက်ကောင်လေးကောင်ထဲမှာသင်ဟာဘယ်သူနဲ့တူနေသလဲ။အပြောင်းလဲကိုစောစောသိတဲ့ Sniff လား။အကောင်ချက်ချင်းကောင်ထဲဖော်တဲ့ Scurry လား။အပြောင်းလဲကိုကြောက်ပြီးကြံ့ရိပ်ခဲ့တဲ့ Ham လား။ဒါမှမဟုတ်အမားကိုသိပြီးပြင်ဆင်နိုင်ခဲ့တဲ့ Hall လား။ဘဝမှာအပြောင်းလဲဆိုတာရှောင်လွှဲလို့မရပါဘူးအရေးကြီးတာကအပြောင်းလဲဖြစ်လာတဲ့အခါညီးတွားမနေပဲဒင်ကဲအစ်စ်ကိုရှာဖို့တတ်တိရှိရှိခြေလှမ်းဖို့ပါပဲကျမကတော့တငယ်ချင်းတို့အားလုံးကိုဟောလိုမျိုးအပြောင်းလဲကိုခွင့်ရေးဖြစ်ပြောင်းလဲနိုင်တဲ့သူတွေဖြစ်စေချင်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့သင်အတွက်အကျိုးရှိခဲ့တဲ့ဆိုရင် comment မှာ new cheese လို့ရေးပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်တငယ်ချင်းတွေအတွက်လည်း share ပေးပါဦးနောက်ထပ်ဘလို့စာအုပ်နှစ်ချုပ်တွေကိုနားထောင်ခြင်းသေးလဲဆိုတာလည်းအကြံပေးခဲ့ပါအောင်ရှင်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးအပြောင်းအလဲကိုအတူတူရင်ဆိုင်ကြရအောင်နော်အားလုံးပဲဒင်ကဲတစ်တွေနဲ့ပြည့်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်